အားလုံးပဲမင်္ဂလာပါ KM Football Tips ကကြိုဆိုပါရစေဒီနေ့ညပြင်သစ် League 1ရဲ့ပွဲကြီးပွဲကောင်းချစ်တဲ့ Nice နဲ့ PSG တို့ရဲ့ပွဲစဉ်ကိုအမြန်ဆုံးသုံးသပ်ပေးသွားပါမယ် PSG ဟာဂျာယက်က Champions League မှာ Chelsea ကို3ဂိုးပြတ်နိုင်ပြီးယုံကြည်မှုအမြင့်ဆုံးရောက်နေပါတယ်။ဘာဂိုလာနဲ့ဟာကီမီအိုမပါနိုင်ပေမဲ့ဒန်ဘေလေးနဲ့ဂဗာရာစကီလီယာတို့ရဲ့တိုက်စစ်ကတောင့်တင်းနေစေပါ။တစ်ဖက်က Nice ကတော့ဆယ်စုအတွင်းအဆိုးရွားဆုံး form နဲ့ရုန်းကန်နေရတယ်လို့အဓိကကစားသမား9ဦးခန့်ဒဏ်ရာရနေတာက PSG အတွက်အခွင့်အရေးအလွန်သာနေပါတယ်။ data တွေရဒီပွဲဟာဂိုးအများကြီးထွက်ဖို့တဲ့ဂိုးနဲ့ပွဲ under 3.0 ဖြစ်ဖို့အလားအလာပိုများနေပါတယ်ကျွန်တော်ရဲ့ရလက်ခံမှန်းချက်ကတော့တုံညအနေနဲ့ PSG အနိုင်ရသွားဖို့ရှိပါတယ်အပိုင်လိုက်ချင်သူတွေအတွက် PSG win နဲ့ total goals under 3.0 ကအသေးချဆုံးပါပဲ PSG တို့အဝေးကွင်းမှာဂိုးပြတ်နိုင်ဦးမလားတဲ့မင်ကို comment မှာရေးပြခဲ့ပါအောင်ဒီလိုအပိုင်း tips တွေအတွက် KM ကို subscribe လုပ်ထားဖို့မမေ့နဲ့ဘူးနော်အခုလိုကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ပြီးတဲ့ပွဲတွေနဲ့အားလုံးအဆင်ပြေကြပါစေခင်ဗျာ